ဒီ match လာထဲမှာတင်းရဲ့ career အလုပ်ကိုင်းငွေကြေးအခြေအနေလေးဘယ်လိုရှိမလဲကျွန်တော်တို့ tarot card လေးနဲ့ကြည့်ကြမယ်အဲ့တော့ကျွန်မကဖိုင်းလေး3ခုထားထားမယ်เนาะ1 or 2 or 3เนาะ1 or 2 or 3အဲ့တော့တို့အသက်လေးကိုဝအောင်ရှူပြီးတော့1 2 3ကြိုက်ရာဘိုင်းလေးကိုရွေးလိုက်ပါ1 or 2 or 3เนาะအဲ့တော့ဖိုင်းလေးတွေရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်မဖိုင်း1လေးအတွက်ကိုစပြီးတော့ tarot card လေးဆွဲပါမယ်အခုဟာက career and financial ပဲဖြစ်ပါတယ် relationship မပါပါဘူးရှင်အလုပ်ကိုင်းလက်ရှိ energy ကိုပြပေးပါ Ace of Pentacles เนาะအလောက်ကိုင်းဒီreading ကိုကြည့်နေတဲ့လူတွေကလောလောဆယ်အခုမှအလုပ်တစ်ခုကနေတစ်ခုကူပြောင်းတာလည်းဖြစ်နိုင်တယ်အလုပ်အသစ်ကိုစပြီးချင်းနှင်းဝင်ရောက်တာလည်းဖြစ်နိုင်တယ် Base of the deck လေးက Base of the deck က H of Swords เนาะအဲ့တော့တေချာစဉ်းစားဆုံးဖြတ်ပြီးတော့မှစပြုတယ်လို့အမကယုံကြည်တယ်ပြီးတော့အိုးကောင်းလိုက်တာ Ace of Wands เนาะFive of Wands เนาะဒါပေမဲ့လို့နည်းနည်းလေးအချင်းများအားတာလေးတွေเนาะရှိတတ်တယ်เนาะတောင်းလိုက်တော့အတိုက်ခံနေကြတဲ့ကမှအောင်မြင်လာလိမ့်မယ်เนาะပြီးတော့ဒီမှာရွေးချယ်ဖို့အတွက်เนาะနည်းနည်းလေးဝေဝါးတာတွေရှိတယ်ဘယ်လမ်းကိုရွေးချယ်ရမှန်းမသိဘူးအစာပြိုးဖို့အတွက်ကိုလေเนาะအစာပြိုးတဲ့ကာလမှာတို့ကနည်းနည်းလေးဝေဝါးနေတတ်တယ်ဟိုဘက်ကိုသွားမလားဒီဘက်ဘယ်လိုပုံစံမျိုးနဲ့သွားမလဲဆိုတော့ဒီလမ်းကြောင်းလေးတွေကဝေဝါးနေတတ်တယ်เนาะစပါရတော့ဒီလိုပါပဲเนาะတွန်းတိုက်တိုက်နဲ့တိုက်ရဲ့တစ်ခါရဲ့အတိုက်ခံနေကြရတဲ့ရုံထပြီးတော့အောင်မြင်လာတဲ့အနေအထားကိုတွေ့ရတယ် King of Wands เนาะဉာဏ်ပညာလေးနဲ့ရှေ့ဆက်ပါကိုကမှန်ကန်တဲ့သူဉာဏ်ပညာရှိတဲ့လူကိုရဲ့ quality ကိုရဲ့ skill တွေအားလုံးကဒီအလုပ်ကိုဆက်လျှောက်ဖို့အတွက်ကိုလုံးဝကြီးကို confidence ရှိနဲ့သွားလို့ရတဲ့အနေအထားရှိပါတယ်ဒီအလုပ်အခုစဉ်းစားထားတဲ့အလုပ်စလုပ်မယ်ဆိုတဲ့အလုပ်ကငွေကြေးပိုင်းမှာလုံးဝကြီးကိုအဆင်ပြေနိုင်ပါတယ်เนาะ Nine of Pentacles เนาะ Nine of Pentacles ဆိုတာသူ့နောက်မှာ Ten of Pentacles ပဲရှိတော့တယ် Ten of Pentacles ဆိုလို့ရှိရင်တော့လုံးဝ 100% ပေါ့နော် Nine of Pentacles 90% 80% အဆင်ပြေသွားလိမ့်မယ်เนาะဘာမှမပူပါနဲ့ပိတ်ချော့ swords เนาะတွန်းတိုက်တိုက်နဲ့အတိုက်ခံဒီဂျားတွေကပဲတိုးထွက်ပြီးအောင်မြင်သွားပါလိမ့်မယ်တဲ့ဒါဖိုင်ဝဲလေးတွေအတွက်ပါရှင်ဖိုင်ဝဲလေးတွေအဆင်ပြေပါစေเนาะဒါဆိုလို့ရှိရင် okay ဖိုင်2ကိုသွားပါမယ်ဖိုင်2လေးတွေကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်အမကtarot card လေးတွေနဲ့ကြည့်ပေးပါမယ်ရှင်Okay, Base of the deck. 3 of Wands, no? 3 of Wands ဆိုတာကတော့တေချာချာလေးစဉ်းစားဆုံးဖြတ်နေတာကိုတွေ့ရတယ် Okay, Ace of Cups, no? Ace of Cups. Ace of Cups ဆိုတာရန်ကိုလေတို့လေ Universe ကတို့ကိုခွင့်လန်းနေပေးနေတယ်နော်ပျော်ရွှင်ခြင်းတွေဖူလုံခြင်းတွေအဆင်ပြေခြင်းတွေငြိမ်းချမ်းခြင်းတွေအဲ့ဒါတွေကိုပေးနေတယ်တဲ့မင်းလက်ခံယူဖို့ပဲလိုတော့တယ်တဲ့နော်မင်းကနေပြီးတော့လက်ခံယူဖို့စဉ်းစားပါလို့ Universe ကပြောတာနော်ပေးနေတာကိုယူလိုက်နော်စိတ်ဆိုးသွားအောင် Page of Pentacles နော်တို့ဒီမှာတော့တို့ဘယ်လိုပြောရမလဲဆိုရင်ကြောက်ကြမှုလေးတွေလည်းရှိတယ်မဝမရဲစိတ်လေးတွေလည်းရှိတယ်နော်အောင်မြင်ခြင်းတွေကလည်းလာတော့မယ်ငါအောင်မြင်မလားမအောင်မြင်ဘူးလားအဲ့လိုမျိုးစိတ်လေးတွေနဲ့အရှိကိုဆက်ရှောက်နေတာတွေ့ရတယ်မင်းမာကတဲ့ဝမ်းစာပြည့်နေပြီနော်မင်းမာအတွေ့အကြုံတွေလည်းရှိတယ် skill တွေလည်းရှိတယ်အသိဉာဏ်ရှိတယ်ဉာဏ်ပညာရှိတယ် create လုပ်နိုင်တဲ့စွမ်းအားတွေအများကြီးရှိတယ်တဲ့နော်ဒီလိုလူတွေထဲမှာဘယ်သူတွေပါနိုင်လဲဆိုလို့ရှိရင်အမှုပညာသမားတွေပါနိုင်တယ် creator တွေပါတယ် YouTuber တွေပါတယ်ပေါ့နော်များသောအားဖြင့်အလှဖန်တီးရှင်တွေအဲ့လိုမျိုးတစ်ခုခုကို create လုပ်တဲ့
လူတွေကွာတစုံတစ်ခုကို create လုပ်တဲ့လူတွေအဲ့လိုမျိုးလူတွေအများဆုံးတွေ့ရတယ်ဒီ reading လာကြည့်တဲ့သူတွေထဲမှာ create လုပ်နိုင်တဲ့လူတွေပေါ့နော်အဲ့လိုလူတွေအဆင်ပြေချုံးမွေ့စွာနဲ့အရှိကိုဆက်လျှောက်ပါတဲ့နော် the star ဆိုတဲ့ကတ်ကလေးနော် the star ဆိုတဲ့ကတ်ကလေးကတော့oh 10 of cups oh 7 of cups နော်တင်ကလေဘလို့အခက်ခဲမျိုးရှိတင်ကဘလို့ခက်ခဲမျိုးရှိတင်ရှေ့ကိုရှေ့ဆက်မဲ့လူမျိုးနော်ဘလို့အရာမျိုးမှတင်မကြောက်ဘူးငါသွားမဲ့လမ်းကိုရအောင်သွားမှာပဲเนาะရင်ထဲမှာဘလောက်ပဲဆိုရင်တော့ကရှိနေပါစေလုံးဝကြီးကိုဟန်ဆောင်မျက်နှာဖုံးနဲ့ကိုသွားမှာเนาะအဲ့တော့အမကတော့ဒီမှာတွေ့လာငွေကြေးအဖြစ် the empress เนาะချမ်းသာကြွယ်ဝတဲ့သူမျိုးတဲ့เนาะချမ်းသာကြွယ်ဝတဲ့လူမျိုးငွေကြေးအဖြစ်လုံးဝဘာမှပူပင်ကြောင်းကြမှုမရှိတဲ့သူမျိုးပေါ့ကွယ်အဲ့လိုလူမျိုးဆိုတော့အိုးနိုင်တော့ဖန်တီးခဲ့နော်တထေးလေးတွေနော်တထေးဖြစ်မဲ့လူတွေငွေကြေးတွေအရန်ကောင်းတယ်နော်ငွေကြေးကအရန်ကောင်းတဲ့သူတွေပါတဲ့နော်ဟူး the high priestess နော်နောက်ဆုံးပြောချင်တာကတော့ဗာလေအရာကအကောင့်ကြီးပဲတော့မရှိဘူးအဖြူနဲ့အမဲနဲ့သူတလဲစီသွားတယ်ဂျားထဲမှာကိုက balance ကြလေးနေနိုင်ဖို့ပဲအဲ့လိုနေသွားရင်အောင်မြင်ရေးကိုရမယ်အောင်မြင်မှုပန်းနိုင်ကိုရမယ်ကို manifest လုပ်ထားတာတွေကိုရမယ်အဓိကဘာလုပ်ရမလဲဘာသာရေးလေးလုပ်ပေးပါတီလာလောက်အောင်နေပေးပါတဲ့အဲ့ဒါဆိုရင်တင်းရဲ့အကြံဉာဏ်တွေတင်းရဲ့အရာတွေတင်း create လုပ်တဲ့အရာတွေအားလုံးကဟိုးထိတ်ဆုံးကိုရောက်သွားမယ်တဲ့ဘာမှပူပန်စရာမရှိဘူးတဲ့နော်ဖိုင်တူးလေးတွေအဆင်ပြေပါစေ reading လေးကိုဒီမှာပဲကောင်းခြင်းလေးတွေနဲ့ရက်လိုက်ပါမယ် comment မှာငါကန်ကောင်းပြီလို့ရေးခဲ့ပေးပါနော်ကျေးဇူးပါပြေးနေလာပါရှင့်ဖိုင်တူးလေးတွေနေလာပါနော်ဒီမှာကလေးတွေတည်ချာလေးရှစ်ဖာလုပ်ထားပါတယ်ဖိုင်တူးလေးတွေအတွက်အလုပ်ကိုင်းတဲ့ငွေကြေး energy လေးကိုကြည့်ပေးပါမယ်3လပိုင်းအတွက်က3လပိုင်းအတွက် by 3 လေးတွေအတွက် energy ဖြစ်ပါတယ် base of the dead hero fan နော်အဲ့တော့ဒီ hero fan ကဘုံတော်ကြီးပေါ့နော် leadership အဲ့တော့ by 3 လေးတွေ base of the dead က hero fan နော် strength စိတ်ရှည်ပါလို့ပြောထားတာနော်စိတ်ရှည်ပါတင်ကြီးခံပါနော်အရာကိုတို့ကတေးချာလေးနဲ့စိတ်ရှိနဲ့တွားမယ်ဆိုရင်နော်အောင်မြင်ခြင်းကဖြည်းချင်းတွားနိုင်တယ်ဝုန်းတိုင်းတော့တွားမှာမဟုတ်ဘူးเนาะဒီမှာက fine tree လေးတွေမှာကနည်းနည်းလေးနှေးတဲ့အနေအထားကိုတွေ့ရတယ်เนาะအောင်မြင်ခြင်းကသူကိုယ်တိုင်ကလည်းနည်းနည်းအေးဆေးနေတတ်တဲ့လူเนาะအရန်ကြီးကိုအေးချမ်းတဲ့လူပေါ့เนาะအဲ့လိုမျိုးပုံစံလေးတွေ့ရတယ်ပြီးတော့ fine tree လေးတွေမှာဆိုလို့ရှိရင်အမကဒီဟိုနည်းနဲ့အလောက်ကိုင်းတဲ့ငွေကြေးကိုကြည်တာเนาะအဲ့တော့အရှိမတို့အလောက်ကိုင်းတဲ့ငွေကြေးမှာငွေကြေးနဲ့အလုံးနဲ့ပတ်သက်လို့တော့၎င်းငွေကြေးနဲ့ပတ်သက်လို့တော့၎င်းတော်တော်လေးကိုဒူပေတာပေနဲ့ထိခိုက်ကြော်ဖြတ်ခဲ့ရတယ်เนาะအဲ့လိုပုံစံမျိုးလေးတွေရှိတယ်ပေါ့เนาะရင်နာခဲ့ရတာလေးတွေရှိတယ်เนาะကြေကွဲခဲ့ရတာလေးတွေရှိတယ်တော်ကြီးကိုပင်ပန်းစစ်ရဲဖြတ်တန်းခဲ့ရတယ်ပေါ့เนาะအစမပြေမှုတွေများစွာကြားတဲ့ကိုတိတ်ကြီးခံပြီးတော့เนาะအိုးဒီပါစီဟဲ့တော်ခါလေးကြာရင်တော်ကြီးကိုစိတ်ငြိပြီးတော့အဝေးတနေရာကိုထွက်သွားခြင်းစိတ်တွေတောင်မှပေါက်တယ်တဲ့เนาะဒီလိုကိစ္စတွေမှာနိုင်ငံခြားသွားဖို့ကိစ္စတွေကြိုးပမ်းခဲ့တာတွေလည်းပါတယ်เนาะငွေကြေးတွေကုန်ကြခဲ့တယ်ကိုတော်၎င်းကိုသားသမီးတွေတော်၎င်းပေါ့เนาะဒါမှမဟုတ်ကိုဆွေမျိုးသားချင်းတွေကိုတော်၎င်းကိုလှုပ်ပေးခဲ့တယ်ပေါ့เนาะအဲ့ဒါတွေကလည်းအကျိုးအမြတ်တွေကတို့ရမလားမရဘူးလားကိုကတော့လှုပ်ပေးခဲ့တာပဲပင်ပန်းခဲ့တယ်ငွေကြေးနဲ့ပတ်သက်လို့အဲ့ဒါတွေအားလုံးကတဲ့ဒီ3လပိုင်းမှာပြီးသွားပြီတဲ့တင်စိုက်ပြိုးထားတဲ့အသီးအပွင့်တွေကိုတင်ပြန်ရိတ်သိမ်းရမယ့်အချိန်ကိုရောက်သွားပါပြီတဲ့เนาะငွေကြေးတွေကကိုယ့်စီကို9 cups เนาะ9 cups ဆိုတဲ့ energy နဲ့လာတော့မယ်
နော်အဲ့တော့ three of swords နော်အဲ့ဒါလေးတွေကရင်ထဲမှာခံစားခဲ့ရတာတွေငွေကြေးနဲ့ပတ်သက်လို့ဟိုလူကနှိမ်ဒီလူကနှိမ်ပေါ့နော်ကိုကငွေမရှိလို့အလုပ်ကိုင်မကောင်းခဲ့လို့မျက်နှာငယ်ခဲ့ရတာလေးတွေလည်းရှိတယ်အဲ့ဒါလေးတွေကိုကိုကအမြဲတမ်းတင်းကြီးခံပြီးတော့ရင်ထဲမှာတင်းစီးပြီးတော့ကွာအဲ့လိုမျိုးလေးတွေတို့ဖြတ်ကျော်ခဲ့ရတာဘဝမှာနော်တော်တော်လေးကိုနာကျင်ခံစားပြီးဖြတ်ကျော်ခဲ့ရတဲ့အနေအထားရင်ထဲမှာမြုပ်နှံထားတာတွေတပုံကြီးတိတ်ဆိထားတာတွေကတပုံကြီးနော်မပြောတာလို့ပြောရမယ့်အချိန်ကိုအလည်းမရောက်သေးလို့မပြောခဲ့ရတဲ့စကားတွေလည်းတပုံကြီးအလောက်ကိုင်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့နော်လုံးဝကြီးကိုတစ်ခစ်ပြန်ထလာပါပြီတဲ့နော်ပိတ်ချော့ cuts နော်အစပြုပါပြီတဲ့နော် message တွေလည်းလာမယ်ကိုအတွက်ကိုပြောင်းလဲခြင်းတွေလာတော့မယ်အဲ့ဒီပြောင်းလဲခြင်းတွေထဲမှာပူပင်တော့ကားတွေအကုန်လုံးဖယ်လိုက်တော့နော်အဲ့တော့ထီကျန်ခြင်းတွေလည်းပါမယ်အဲ့ဒါတွေဖယ်လိုက်တော့တဲ့နော် two of pentacles နော်အရာအလုံးနှစ်ဖက်နှစ်လမ်းကနေငွေတွေဝင်လာနိုင်တယ်နော်ငွေဝင်လာတဲ့လမ်းကြောင်းတွေနှစ်လမ်းရှိတယ်တဲ့နော်နှစ်လမ်းရှိတယ်ဟိုဘက်ကလည်းဝင်လာနိုင်တယ်ဒီဘက်ကလည်းဝင်လာနိုင်တယ်နော်အဲ့တော့ကို့မှာငွေဝင်လာတဲ့လမ်းကြောင်းတွေကအများကြီးရှိတယ်စိတ်ညစ်စရာတွေတော့ရှိကောင်းရှိအောင်မယ်စိတ်ကိုရင်ထဲမှာခံစားရတာတွေရှိကောင်းရှိအောင်မယ်နော်မိသားစုအတွက်ကိုကချိန်မိတ်မျိုးသိပ်ပြီးတော့အားတင်းပြီးတော့ရှေ့ဆက်လျှောက်လာတာအခုဆိုရင် Ten of Pentacles တွေ့လားနော်အရာအလုံးကအဆင်ပြေပြီးတော့ပျော်ရွှင်ရမယ့်အချိန်ကိုရောက်ပါပြီတဲ့ Base of the Death Hierophant နော်အဲ့တော့နံပါတ်3ကဏ္ဍလေးတွေကအရှိမခက်ခဲတွေကြော်ဖြတ်နေရတာကိုအမှခံစားရတယ်နော်ငွေကြေးနဲ့ပတ်သက်လို့အဆင်မပြေမှုတွေကနေရုန်းကန်ထားခဲ့ရတဲ့အလုံးနဲ့ပတ်သက်လို့အဆင်မပြေမှုတွေစင်ပြေလိုက်မပြေလိုက်ငွေကြေးတွေဝင်လာလိုက်ပြန်ထွက်သွားလိုက်ဝိုင်းစုခိုင်သိတဲ့ချင်းလိုပဲเนาะနေဝင်လာလိုက်ပြန်ထွက်သွားလိုက်ဟာကိုမကြက်တဲသွားလိုက်ချောင်းလဲလာလိုက်နဲ့အဲ့လိုမျိုးဖြစ်နေတဲ့ဒီလောကဓာတ်ကြီးကိုကြံ့ခံရင်ဆိုင်ပြီးတော့တို့ကအောင်မြင်တယ်လို့ကြာရှုံးတယ်လို့နဲ့တို့ကရှေ့ကိုတင်းကြီးခံပြီးရှေ့ဆက်လာတာเนาะလုံးဝတော့ပြိုလဲမသွားဘူးเนาะတော်တော်လေးတောင့်ခံနိုင်တယ်เนาะဘယ်လိုခက်ခဲမျိုးဖြစ်ဒီပိုင်း3လေးတွေကတော်တော်လေးကိုတောင့်ခံနိုင်တဲ့အနေအထားမျိုးเนาะခံစားခဲ့ရတာတွေအများကြီးရှိတယ်အဲ့ဒါတွေကနေပြီးတော့တို့ရုန်းကန်ထပြီးတော့ဖြည်းဖြည်းချင်းအောင်မြင်လာတဲ့စီကိုရောက်လာပြီเนาะအဲ့တော့ဒါလေးတွေကကိုယ်စီကိုကံကောင်းခြင်းတွေကတဖြည်းဖြည်းချင်းလာနေပြီကိုလက်ခံယူတတ်ဖို့ပဲလိုပါတယ်တဲ့เนาะအဲ့တော့တကယ်ချင်းတွေနဲ့ပျော်ပွဲရှင်ပွဲတွေလည်းသွားစရာရှိတယ်သွားလိုက်ပါစိတ်လို့ကိုလွတ်ပေါ့เนาะကိုစိုက်ပျိုးထားတဲ့အပင်တွေအပွင့်နေအသီးတွေရိတ်သိမ်းရတော့မှအချိန်ရောက်လာပြီအဲ့ဒီမှာကိုကနေပြီးတော့ဘယ်လိုပြောရမလဲမထီမဲ့မြင်မလုပ်ပါနဲ့တဲ့လာတဲ့အခွင့်အရေးကိုလက်ခံယူပါလာတာမှနှစ်ဖက်နှစ်လမ်းလာနိုင်တယ်ငွေတွေကเนาะအဲ့ဒါလေးကိုပြောထားတာပါ Ten of Pentacles လုံးဝကြီးကိုမိသားစုသားယာပျော်ရွှင်တဲ့မိသားစုဘဝကိုရှောင်လန်းဖို့အတွက်ကိုအစပြိုးနေပါပြီတဲ့မစိတ်မညစ်နဲ့တော့เนาะဖိုင်3လေးတွေအရန်ကိုတင်းကြီးခံနိုင်တာကိုတွေ့ရတယ်လောကထံကိုပေါ့เนาะအဲ့တော့ကျေးဇူးပါအဆင်ပြေလာပြီเนาะစိတ်ညစ်နေတော့အဲ့တော့ငါကံကောင်းလာပြီလို့ comment မှာရေးသွားပြပါရှင်ကျေးဇူးပါ bye bye